မင်္ဂလာပါရှင်ပျော်ရွှင်စရာကောင်းတဲ့မြန်မာနှစ်တကူအချိန်အခါသမယကိုရောက်ရှိလို့လာပါပြီနှစ်ဟောင်းကအညစ်အကြေးတွေကိုတကြံရည်နဲ့စီးကြောတန်းဆင်ပြီးတဲ့နောက်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်စန်းတစ်ရက်နေ့မှာကျွန်တော်တို့မြန်မာလူမျိုးတွေဘလို့ကုသိုလ်ကောင်းမှုတွေနဲ့နမိတ်ကောင်းယူကြမလဲဆိုတာဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဖျားเจ้าကန်သွားရောက်တာပါနှစ်ဦးအစမှာမြတ်စွာဘုရားရှင်ကိုရည်မှန်းပြီးပန်းရေချမ်းစီမီကလူကြသလိုတစ်နှစ်ပတ်လုံးအေးချမ်းစီဖို့ညောင်ရီသွန်းလောင်းတာတီလာခံယူတာနဲ့ပရိတ်တရားတော်တွေနာယူတာဟာအကောင်းဆုံးကုသိုလ်တစ်ခုပဲဖြစ်ပါတယ်နောက်ထပ်အင်မတန်ချစ်စရာကောင်းတဲ့ဒလီကတော့မိဘဘိုးဘွားတွေကိုပူဇော်ကြော့တာပါမိမိတို့ရဲ့မိဘဆရာသမားနဲ့ရက်ွက်ထဲကတက်ကြီးရွယ်ဦးတွေကိုခေါင်းလျှော်ပြီးတာလက်သေးညှက်ပြီးတာနဲ့တက်နိုင်တဲ့ပစ္စည်းလေးတွေနဲ့ကြော့ပြီးသူတို့စီကဆူတောင်းမြတ်တာခံယူတာဟာတစ်နှစ်တာလုံးအတွက်တခဲကိုမင်္ဂလာရှိလာပါတယ်တတဝါလီတို့ရဲ့အသက်ကိုကေးစီတဲ့ဇီဝိတဌာနကုသိုလ်ကလေးနှစ်စန်းတရက်နေ့ရဲ့ထူးခြားချက်ပါတက်ခဏငါးလီတွေငှက်လီတွေဘီးမေးလွတ်ပြီးမိမိတို့ရဲ့အသက်အန္တရာယ်ကင်းဝေးဖို့နဲ့စိတ်ချမ်းသာဖို့အတွက်ဆူတောင်းပေးနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့စေတနာအပြည့်နဲ့ကျွေးမွေးတဲ့စတူဒီတာအလှူပေးဖြစ်ပါတယ်မုံလုံးရီပေါ်မုံလက်ဆောင်စားတဲ့မြန်မာမုံတွေကိုလမ်းသွားလမ်းလာတွေကိုစေတနာအပြည့်နဲ့ဝေငှရင်ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ဦးကိုဖြတ်တန်းကြပါတယ်ကဲဒါတွေကတော့မြန်မာတို့ရဲ့နှစ်စန်းတစ်ရက်နေ့မှာပြုလုပ်လိရှိတဲ့မင်္ဂလာရှိတဲ့အပြုအမူလေးတွေပဲဖြစ်ပါတယ်အားလုံးပဲနှစ်သစ်မှာစိတ်တည်လူသစ်နဲ့ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအခုလိုဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်တင်လူရောနှစ်စန်းတစ်ရက်နေ့မှာဘလို့ကုသိုလ်တွေလုပ်ဖို့စီစဉ်ထားလို့ကောမန့်မှာရေးပြီးခဲ့ပါဦးနော်